Hello အားလုံးမင်္ဂလာပါဒီနေ့အတိကမျှဝေခြင်းတဲ့ topic ကတော့ network အောင်မြင်မှုရဲ့တော့ချက်ဒီမိတ်တစ်လူတစ်အမိစရင်းကိုစင်ဆက်မပြတ်တော့တိုးချဲ့ခြင်းပဲဖြစ်ပါတယ်ကျမတို့ဘယ် business မဆိုပေါ့နော်အောင်မြင်ခြင်းတယ်ကြီးကြီးမားမားတိုးချဲ့ခြင်းတယ်ဆိုရင်အာကျမတို့ကလေ share ဝင် share များကိုဖိတ်ခေါ်ရမယ်အဲ့ဒါဆိုတော့လူတစ်မိတ်တစ်ကိုအမြဲတမ်းစင်ဆက်မပြတ်တွေများများမိတ်ဆက်ပေးလေပေါ့နော်ကျမတို့ဒီ big business လုပ်ရနေလေအခုခေတ်ပြောင်းသွားပြီတူဒီတယောက်ထဲတဲ့ business လုပ်လို့ရှိရင်နေနေတယ်အာမြန်မြန်အောင်မြင်ဖို့ big ကြီးကြီးမားမားတိုးချဲ့ဖို့ဆိုရင် business partner တွေများများတိုးချဲ့မှရမယ်ဒါဆိုတော့အဲ့ဒီ business partner ကိုရဖို့ပေါ့နော်လူတစ်မိတ်တစ်ကိုမိတ်ဆက်ပေးရမယ်အဲ့ဒါလူတစ်မိတ်တစ်ကိုမိတ်ဆက်လိုက်တဲ့အချိန်မှာကျမတို့ဘယ်လိုမျိုးစပြီးတော့အာဟိုအမိစရင်းတွေလောက်ရမလဲဆိုတာပေါ့အဲ့ဒီအတိကအချက်ကိုမျှဝေပေးမယ်တချို့လူတွေပြောတယ်အမတို့ဒီ business ကနေလူတွေခဏခဏတွေရှာရတယ်လူတွေခဏခဏမိတ်ဆက်ရတယ်โอเคမှန်တယ်လက်ခံတယ်ဘယ် business မဆိုလူရှာကြမလို့လဲဆိုတာရှိတာမရှိဘူးဥပမာကျမစားတော့ဆိုင်ဖွင့်တယ်ကျမလည်းပဲ customer တွေများများရှာများများမိတ်ဆက် online မိတ်ဆက်မယ် offline မိတ်ဆက်မယ် page တွေတည်ထောင်မယ်ကိုချက်တဲ့ဟင်းတွေအာဟာရတွေကောင်းကျိုးတွေတပ်ပုံတွေမျှဝေမယ်အဲ့ဒါတွေမျှဝေမှပဲလူတစ်တွေ customer တစ်တွေကျမတို့ရဲ့စားတော့ဆိုင်မှာလာစားလို့ရှိရင်ကျမတို့ပုံမမြတ်ဘူးလားမြတ်တာပေါ့ဘယ်ဘာပဲရောက်ရောက်ဘယ် business ပဲလုပ်လို့အဖွဲ့အစည်းနဲ့တွားရမယ် group team work နော်သွားရမယ်7-Eleven ဆိုရင်အဲ့လိုပဲလေ7-Eleven အကယ်၍ဘန်ကောက်မှာ7-Eleven တစ်ဆိုင်ပဲရှိမယ်ဆိုရင်သူကြီးကြီးမားမား big business လုပ်လို့ရလားမရဘူးဒါကြောင့် share ဝင်နော်အဲ့ဒါဆိုရင် make တစ်လူတစ်များများမိတ်ဆက်ရမယ်ဒါမှ customer တွေများမယ်ဒါမှ business partner တွေများမယ် okay ကျမတို့အရင်ဆုံးဘယ်လိုကနေစရမယ်ဆိုတာပါနော်နံပါတ်1အမီစီးမှာကျမတို့ကရေးစာအုပ်ထဲမှာပါရေးပြီးတော့ရေးရမယ်အာအမီစီးအဲ့ဒီအမီစီးကိုရေးချရမယ်ဆိုတာအတိတ်ပဲပါလဲဆိုတာအာထားပါတော့ကျမအခုမင်္ဂလာဆောင်ပွဲကျင်းပမယ်ဒါဆိုတော့ကျမမင်္ဂလာဆောင်ပွဲကျင်းပမယ်ဆိုရင်ကျမကအမီစီးလိုအပ်တယ်လေဘယ်သူဖိတ်ခေါ်မလဲနော်ဘယ်သူဖုန်းဆက်ရမလဲအဲ့ဒါတွေကအမီစီးပဲလေမင်္ဂလာဆောင်ပြီးတော့ကျမတယောက်တည်းနဲ့ကျမရဲ့အမျိုးသား2ယောက်တည်းအဲ့လိုဆောင်တာမဟုတ်ဘူးလေအမီစီးလည်းလိုအပ်တယ်နော်အမီစီးလိုအပ်တယ်ဆိုတာဒီ forever ရဲ့ business လုပ်လို့အမီစီးလိုအပ်တယ်လားမဟုတ်ဘူးဘယ် business မဆိုလို့ဆိုရင်အမီစီးလိုအပ်တယ်နော်စားတော့ဆိုင်ဖွင့်ဆိုရင်လည်းအမီစီးလိုအပ်တယ် customer ရဲ့အမီစီးနော်အာဟိုဒီအမီစီးကဘယ်သူ့ကိုတိလဲကျမကဒီ forever စလုပ်တဲ့အချိန်မှာကျမအမီစင်းကိုချရေးလိုက်တယ်ကျမကဘသူ့မိတ်ဆက်ပေးမလဲဆိုတာလေကျမရဲ့တငယ်ချင်းကျမရဲ့ចောင်းတူတငယ်ချင်းကျမရဲ့အလုပ်တငယ်ချင်းအဲ့လိုပေါ့ဘသူ့တိတယ်ဆိုတာသူ့ကိုရေးရမယ်နောက်တစ်ခုကပါလဲအာဒစိမ့်တွေနဲ့ဆက်ဆံရေးဘယ်လိုဒီဆောက်ရမလဲဆိုရင်လည်းတိလာတယ်အာကိုယ့်ရဲ့အတိနဲ့ပဲမိတ်ဆက်မယ်ဆိုရင်ထွာပေါ့မိတ်တစ်လူတစ်ရလားရတယ်ဒါပေမဲ့များ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 မိတ်ဆက်ပေးခြင်းလို့များများလူတစ်ရစေခြင်းလို့အဲ့ဆိုရင်ကျမတို့ကလေ the same level ဆက်ဆံရေးလုပ်တတ်ရမယ်နော် the same ဆိုတာကျမတို့ထားပါတော့လေ့ကျင့်ခန်းတွေတွားလုပ်တယ်the same ကနေခင်တာလေနော်online ကနေတော့ live ဗီဒီယိုလုပ်တယ်the same ကနေခင်တာလေအဲ့လိုပါနော်ဆက်ဆံရေးပေါ့နော်တင်ယူလို့ရတယ်ဒါတွေကနံပါတ်2တော့ပါလဲဆိုပါနော်အဲ့ဒီအမီစင်းကိုဘယ်လိုစုစည်းရမလဲဆိုတာပါနော်ဒါကကျမနော်โอเคဒါကကျမအမီစင်းဘယ်ကလာလဲဘယ်ကတိလဲနံပါတ်1အလုတ်တငယ်ချင်းကျမတို့အလုတ်လုပ်နေတယ်နေ့တိုင်းဖတ်ထိုင်အလုတ်လုပ်နေတယ်စားလောက်ဆိုင်မှာအလုတ်လုပ်နေတယ်ကျမအရင်တော့ဆိုစားလောက်ဆိုင်မှာအလုတ်လုပ်နေတယ်အလုတ်တငယ်ချင်းပေါ့အာအဆက်ရုံမှာလုပ်တယ်ဆက်ရုံတငယ်ချင်းပေါ့နော်နောက်နံပါတ်2ကမိသားစုကျမရဲ့မိသားစုဆိုကျမရဲ့ညီအကိုမောင်နှမတွေကျမရဲ့မိတ်ဆွေတွေအကုန်လုံးပေါ့ကျမအဖေအမေတွေမိတ်ဆက်ပေးရတာပဲမိဘကိုကြမ်းကြမ်းမာမာနေစေချင်တယ်ဆိုရင်အဖေအမေကိုလည်းရှင်းပြပေးရတယ်နှိပ်စက်ပေးရတယ်ဒါကောင်းကျိုးပေါ့နော်အာအတိမိတ်ဆွေဆိုတာကျမတို့ခင်တဲ့မိတ်ဆွေတို့အဲ့ဒါလည်းမိတ်ဆက်ပေးပြီးတော့ TikTok အခုက TikTok တွေသုံးတယ်အဲ့ဆို TikTok ရဲ့တငယ်ချင်းနော်တငယ်ချင်းအတိအဲ့လိုပေါ့ဒါ Facebook တငယ်ချင်း Facebook နဲ့အတူတူ friend ဖြစ်တဲ့တငယ်ချင်းအကြောင်းတူတငယ်ချင်းစသည်ဖြစ်ပေါ့အဲ့ဒါအများကြီးပဲ
ချရေးလိုက်ဘယ်သူနဲ့တိတယ်လဲဘယ်မှာတိတယ်လဲအဲ့လိုပေါ့နော်ချမှတ်ရေးထားလိုက်စာအုပ်ထဲမှာနံပါတ်3ကတော့ကန့်တန့်ချက်မရှိဘူးပေဒီမဟောနဲ့ကျမတို့ဒီအမည်စရင်းရေးချမှတ်တယ်ဆိုတာပေါ့နော်ကျမတို့ပိုတိအောင်အာဘယ်သူ့ကိုမိတ်ဆက်ပေးရမလဲဘယ်သူ့ကို sharing လုပ်ပေးရမလဲဆိုတာလေအဲ့ဒါရေးချလိုက်မရေးခင်ပေါ့နော်ဒီတယောက်ကယူမှာမဟုတ်ဘူးဒီတယောက်ကစိတ်မဝင်စားဘူးတဲ့အဲ့လိုမျိုးပေဒီမတော်ဟောနဲ့နော်တခါတလေပေါ့နော်ကျမတို့ကလေ sharing လုပ်ပြီးမှလေသူနဲ့တိတိကျကျရှင်းပြပေးမှသူစိတ်ဝင်စားလားမစိတ်ဝင်စားလားဆိုတာအဖေသိတယ်ဒီတယောက်ကိုဒီလူကိုငါသိတယ်ငါသူ့နဲ့ခင်တယ်တခါမှလည်းပေါ့နော် product အကြောင်းလည်းမရှင်းပြဘူး marketing plan နဲ့အကြောင်းမရှင်းပြဘူးသူကမယူဘူးဆိုတာအဲ့လိုမျိုးသတ်မှတ်လို့မရဘူးကျမတို့ sharing လုပ်ပြီးမှသူယူမလားမယူဘူးလားဆိုတာအဖေပေါ်လာတယ်လေဟုတ်တယ်နော်နံပါတ်4ကတော့အမီအည်အတွက်များလေလေပိုကောင်းနေလေဒီအမီစင်းကိုရေးချတဲ့အချိန်မှာများလေလေပိုကောင်းနေလေနော်ကျမဆိုရင်ဒီ business ကိုစလုပ်တဲ့အချိန်မှာကျမအမီစင်းကိုအရင်ရေးတယ်ရေးပြီးသားလို့ရှိရင်ကျမကတူးချင်းတယောက်ချင်း follow လုပ်တယ် handphone ကန်ဖုန်းနဲ့ပေါ့နော်ဟိုချိန်တယ်ဖုန်းနဲ့စကားပြောတယ်ဒါမှမဟုတ်ရင်လူနဲ့နှစ်ယောက်စလုံးအချင်းချင်းချိန်ပြီးတော့အချိန်ပြန်မှာချိန်ပြီးတော့ appointment ယူပြီးတော့ချိန်ပြီးတော့လေစကားပြောတယ်ကျမအခုလက်ရှိမှာဘာတွေလုပ်တယ်ဒါတွေလုပ်တာအကျိုးခံစားဘာတွေရှိတယ်ပြီးတော့အခုလက်ရှိကျမဘာ product ကိုမြည်ဝဲတယ်စသည်ဖြစ်ပေါ့အဲ့လိုမျိုး share လုပ်တယ်ဆိုတော့အမီစရင်ရဲ့အရေးအတွက်ပေါ့နော်များလေတွေကပိုကောင်းနေလေပဲနော်အဲ့ဒီအချက်၄ချက်ပေါ့နော်နောက်တစ်ခုကနံပါတ်5အချက်အမီစရင်ကိုခွဲခြားစိတ်ဖြာခြင်းအမီစရင်ကကျမတို့ရေးချပြီးသွားပြီဆိုရင်ကျမတို့ခွဲခြားတတ်ရမယ်ဘယ်လိုလဲဆိုတော့ပေါ့နော်ဘယ်သူကဘယ်ဟာကိုပိုစိတ်ဝင်စားလဲဥမာတချို့ဆိုရင်အလောက်အပတိတ်မကြိုက်ဘူးဆိုရင်ဒါဆိုတော့သူကကြားမှာရင်းနဲ့ပတ်သက်တာစိတ်ဝင်စားနိုင်တယ်တချို့ဆိုရင်ပေါ့နော်အခုအလုတ်ကအဆင်ပြေနေတယ်လစာလည်းများနေတယ်ဆိုတော့သူ့ပေါ့နော်ဒီ product ကြားမှာရေးညီညွတ်တာမျှဝေပေးမယ်တချို့ဆိုရင်ပေါ့အလုတ်ကအဆင်မပြေဘူးဒါတွေကလေကျမတို့ကလေသူတို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာပေါ့နော်သူတို့လိုအပ်ချက်ကိုဘယ်လိုဖြည့်ဆည်းရမလဲဆိုတာအရင်ဆုံးသူတို့နဲ့တေးသေးချာချာစကားတွေပြောနော်ဖုန်းချင်းပြီးရင်ပါပေါ့နော်လူနဲ့အချင်းချင်းသူနဲ့ချိန်ပြီးတော့ appointment ယူပြီးတော့တွေ့ကြစကားပြောကြအဲ့ဒါမှသူတို့ရဲ့လိုအပ်ချက်တွေကျမတို့သိတာလေကျမတို့အထက်ကဘာလို့ရမယ်ဆိုတော့သူတို့ရဲ့လိုအပ်ချက်ကဘာလဲဘာတွေဘေးနိုင်လဲအဲ့ဒါတွေသူတို့ရဲ့ပြဿနာကိုဖြေရှင်းရမှာပေါ့နော်အဲ့ဒါဆိုရင်ဝင်ဝင်များများရပြီအမျိုးအစားခွဲပြားရမယ်ဆိုတာပေါ့နော်ဒီလူကအခုကသူက PC ပေါ်တော့ PC မဟုတ် PC ကိုစိတ်ဝင်စားသေးဘူးတို့ဘာမှဖြစ်ဘူးအဲ့ဆိုတော့ timing မရောက်သေးဘူးနောက်တခြားလူက product တွေစိတ်ဝင်စားတယ်ဆိုမျှဝေရမယ်ပြီးတော့တချို့လူက product တွေလည်းစိတ်မဝင်စားဘူးဒါဆိုတော့သူတစ်ခုခုတော့တူလို့အပ်မှာပေါ့နော်တချို့လူကဟောပေါ့နော် product စိတ်မဝင်စားဘူးဒါပေမဲ့ तू ကအလုပ်ကအဆင်မပြေဘူးဆိုရင်သူ့ရဲ့ marketing plan အကြောင်းကိုရှင်းပြပေးရမှာပေါ့နော်အဲ့လိုပေါ့နော်ဒါတွေကလိုက်လို့ရမယ်မလုပ်ဘူးဆိုရင်ကျမတို့ကဘယ်ကနေစလုပ်ရလဲမသိဘယ်ကနေစရလဲမသိဥပမာဖုန်းကင်လိုက်လို့ရှိရင်ဘယ်သူ့ကိုစခေါ်ရမလဲမသိဘယ်သူ့ကိုချိန်လဲမသိအဲ့လိုဖြစ်ကုန်မှာပေါ့ဒါကြောင့်เนาะဒီအချက်၅ချက်ကိုလိုက်လို့ကြည့်ပါကျင့်သုံးပါနံပါတ်1အမီစင်းရေးချလိုက်ပါเนาะနံပါတ်2အမီစင်းကိုဘယ်လိုစုစည်းရမလဲဆိုတာတိတိကျကျသိရမယ်ဘယ်လိုကနေဘယ်လိုခင်မလဲဆိုတာပေါ့เนาะနံပါတ်3ကတ်တန့်ချက်မရှိဘူးเนาะလုံးဝပေဒီမဟောနဲ့ကျမတို့မျှဝေပြီးမှသိမယ်သူပါတယ်လို့အပ်လဲဆိုတာပေါ့နော်ကျမတို့ sharing ပြီးမှသိတယ်သူပါတယ်လို့အပ်လဲဆိုတာပေါ့နော်များများအရင်မတွေးနဲ့များများလက်တွေ့လို့ဆောင်အဖြေပေါ်လာမယ်နံပါတ်4ကအမီအရေးအတွက်များနေလေကပိုကောင်းနေလေပဲဒါကြောင့်ကျမတို့နေ့စဉ်နေ့တိုင်းပေါ့နော်လူတိမိတ်တိတ်ကိုခင်တဲ့ဒဇိမ့်တွေဆက်ဆံရေးနီးဆက်ဆံရေးဘယ်လိုဒီဆောက်ရမလဲပေါ့အစတွေဖြစ်ပေါ့အဲ့ဒါကျမတို့ကလေ့ကျင့်တာလေနံပါတ်5ကတော့အမီစင်းကိုခွဲခြားစိတ်ပြရမယ်အမျိုးအစားခွဲခြားပြရမယ်ဒီတယောက်ကဘာတွေလိုလဲဘာတွေလိုအပ်တယ်အဲ့ဒီအချက်5ချက်ကိုကျင့်သုံးပါနေ့စဉ်နေ့တိုင်းတော့ချမှတ်ရေးပါဒါမှကျမတို့အာအဖေပေါ်လာမယ်များများလဲတွေ့လို့ဆောင်ပါလူတစ်များများရလေလေကျမတို့ဒီ business ပေါ့နော်ကြီးကြီးမားမားတိုးချဲ့နိုင်နေလေပဲနော် business partner တွေရချင်တဲ့ဒါတွေလိုက်လို့လူတစ်များများရချင်တဲ့ဒါတွေလိုက်လို့မိတ်တွေများများရချင်တဲ့ဆိုရင်တရားတွေလိုက်လို့ပါအားလုံးပဲမင်္ဂလာတော့နေ့ဖြစ်ပါစေ